လုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒူဒီတတိဒီပါတိုက်ပါလို့ဟိုတစ်ချိန်ကဒူဒီတင်ခဲ့ဘူးပဲပါတိုက်ပါနော်ကျွန်တော်ခုသုံးလုံးကဏ္ဍလေးပြန်ကဏ္ဍစိုက်ကလေးပြချင်လို့ပါနော်ဒူဒီလေးမကြည့်ပြတာအတော်လေးကြာပါပြီအခုသုံးလုံးကဏ္ဍလေးကျွန်တော်ပြန်ကဏ္ဍစိုက်ကလေးတွေးလို့တင်ပြတာပါနော်အချင်းလေးတိတ်မြလို့အများလေးပြမယ်နော်သူကဒီနှစ်ဦးမှာ2019မှာ6ပိတ်ကြလို့သူ့ရဲ့အောက်မှာဒီမှာ64ခွင်ဆိုတဲ့ကဏ္ဍဒီပြန်ကြပြီးတယ်ပြန်ကြပြီးတဲ့အချိန်မှာ64ခွင်ထက်မှာသူက3ပဋိရှိတယ်1ပဋိရှိရယ်3ညပဋိရှိရယ်3 1 3ညပဋိ3လုံးပေါင်း4ဖြစ်တာနဲ့သူ့ရဲ့အောက်က64ခွင်64ခွင်ပြန်ကြတာပေါ့ပြန်ကြတဲ့အချိန်မှာသူ့ရဲ့ရှည်နှလုံးပေါင်းခွင်ဖြစ်သည့်အတွက်ကြောင့်ခွင်ပိတ်ရဲ့ဘေးမှာပြန်ကြတာပေါ့နော်64ခွင်နောက်တစ်ချက်ကဒီနေ့နှစ်ချလိုက်တော့နေဦးမှာ6ပိတ်ကြတယ်သူ့အောက်မှာဒီ196ကရန်ကဏ္ဍထွက်တယ်ပေါ့ထွက်တဲ့အချိန်မှာသူ့အထက်ကပဋိသုံးပေါင်း6ပဋိ2ပဋိ3ပဋိ9 2 3ပေါင်းတော့ပဋိ4 3လုံးပေါင်း4ဖြစ်သည့်အတွက်ကြောင့်သူ့အောက်က196ဆိုတဲ့ကဏ္ဍကြီးရဲ့ဒီမှာ196လို့ပြန်ကြတယ်ကြားရဲ့အချိန်မှာသူ့ရဲ့ရှည်နှလုံးပေါင်း8ဖြစ်သည့်အတွက်ကြောင့်8ပိတ်ရဲ့ဘေးမှာပြန်ကြတယ်ပေါ့အခုလာပြီသူကတနေ့နှစ်ချ2ဦးမှာ9ပိတ်ကြတယ်ကြားပြီးတဲ့အချိန်မှာပဋိ3လုံးပေါင်း4ဖြစ်ခြင်းသူကဒီမှာ4ပဋိ6ပဋိ4ပဋိ464ပဋိ3လုံးပေါင်း4ဖြစ်သည့်အတွက်ကြောင့်တဲ့သူ့ရဲ့အောက်က696ကပြန်ကြမယ်ပြန်ကြတဲ့အချိန်မှာတဲ့သူကဒီရှည်နှလုံးပေါင်း6ဖြစ်သည့်အတွက်ကြောင့်9နောက်ပိတ်ရဲ့ဘေးမှာဒီ696ကပြန်ကြရမယ်ဆိုရယ်ဆိုင်အချင်းအသိမ့်များလို့နော်ဒီ696ဆိုင်ကနောက်ထပ်2ဆိုင်ကောင်းကောင်းရှိပါသေးတယ်နောက်ပြီးတော့ကျွန်တော်အဲ့ဆိုင်ကိုနောက်တစ်ဖြတ်ထပ်ပြီးတော့ဒုတိယပိုင်းအနေနဲ့ထပ်တင်ပေးမယ်ပေါ့နော်သူကကြတော့ဘယ်လိုလဲဆိုတော့သူကဒီနှစ်ဦး6ပိတ်6ပိတ်6ပိတ်9နောက်ပိတ်ဒီခြားတဲ့အဆက်နဲ့ကျွန်တော်ဘယ်လိုလာလဲဆိုတာကိုဒီပြန်ကဏ္ဍနေကိုကျွန်တော်ထပ်ပြပေးမယ်ပေါ့နော်ဒုတိယပိုင်းအောင်ဆက်မြော့ပေါ့နော်